ကမ္ဘာဩဇာအကြီးဆုံးပုဂ္ဂိုလ်ဦးပေါင်းဆောင်ခြင်းကမ္ဘာကျော်ဘောလုံးအိုင်ကွန်ခရစ္စတီယာနိုရိုနယ်ဒိုနဲ့အမေရိကန်လက်ရှိသမ္မတဒေါ်နယ်ထရန့်တို့အင်ဖြူတော်မှာတွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကဘာတွေကိုပြောပြနေပါသလဲသူတို့နှစ်ဦးစလုံးဟာကိုယ်နေပဲအသီးသီးမှာတကယ်ထိပ်တန်းအဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေပါဒေါ်နယ်တို့ကစီကံနဲ့ဆွမ်းဆောင်ရည်ကိုကိုစားပြုတဲ့ကမ္ဘာလုံးဆိုင်ရာအားကစားအိုင်ကွန်ဖြစ်ပြီးထရန့်ကတော့အာဏာစီးပွားရေးနဲ့အငင်းပွားစရာတွေနဲ့နာမည်ကြီးတဲ့နိုင်ငံရေးသမားတူပါဒီလိုထိပ်တန်းဩဇာကြီးမားသူနှစ်ယောက်ရဲ့တွေ့ဆုံမှုဟာသူတို့တူရှင်းစီရဲ့အောင်မြင်မှုကိုသာတာလွန်တဲ့တက်တဲ့တာရကအဖြစ်ရှုမြင်ကြတဲ့ပုံကိုနှစ်ဦးလေးဖြစ်ပါတယ်မီဒီယာတက်ရောက်မှုနဲ့နိုင်ငံရေးဖျော်ဖြေရေးပေါက်ဆက်ခြင်းမီဒီယာရှုထောင့်ကကြည့်မိဆိုရင်ဒီတွေ့ဆုံမှုဟာလူမှုကွန်ရက်တွေပေါ်မှာချက်ချင်းပဲဘာတွေဖြစ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ရိုနယ်ဒိုကအားကစားနဲ့လူငယ်တွေရဲ့အာရုံကိုဖန်ဆားနိုင်တယ်လို့ထရန့်ကလည်းနိုင်ငံရေးနယ်ပယ်မှာလူကြိုက်များနေစေမို့ပါအင်ဖြူတော်မှာလက်ဆွဲနှုတ်ဆက်နေတဲ့ပုံလုံးဟာလေးစားမှုမဟာဗျူဟာဒါမှမဟုတ်ကြီးကျယ်ခမ်းနားတဲ့ပြပွဲတစ်ခုအဖြစ်တပြိုင်နက်တည်းဒိတ်ပေဖွင့်ဆိုခံရနိုင်ပါတယ်ရိုနယ်ဒိုရဲ့အားကစားလောကအပေါ်ကြီးမားတဲ့ပုံရိပ်ဟာထရန့်ရဲ့ဝေဖန်ခံရတဲ့ရှိတဲ့ဂုဏ်သတင်းကိုဟန်ချက်ညီစေနိုင်တယ်လို့ထရန့်ဟာရိုနယ်ဒိုရဲ့ကမ္ဘာလုံးဆိုင်ရာဆွေးဆောင်မှုကိုအသုံးချပြီးသူ့ရဲ့ပုံရိပ်ကိုပိုကောင်းလာစေဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်ဒါဟာနိုင်ငံရေးနဲ့ဖျော်ဖြေရေးဒါမှမဟုတ်ခေတ်ပေါ်ယဉ်ကျေးမှုတို့ရဲ့ပုံမပေါက်ဆက်လာပုံကိုပြသနေတဲ့သင်္ကေတတစ်ခုပါထိုင်ပိုင်းကောက်ဆောင်တွေဟာကမ္ဘာကျော်ပုံကိုယ်တွေနဲ့ဆက်နွယ်ပြီး soft power ကိုဖော်ပြဖို့ကြိုးစားလာကြပါပြီကမ္ဘာဖလားနဲ့တနမန်ရေးဆက်ဆက်မှုဒီတွဲဆုံမှုဟာ2025ခုနှစ်နိုဝင်ဘာ19ရက်နေ့မှာဖြစ်ခဲ့ပြီးအမေရိကန်ကနေဒါနဲ့မက္ကဆီကိုတို့ပူးတွဲကျင်းပမယ်2026 FIFA ကမ္ဘာဖလားမတိုင်မီပြုလုပ်ခဲ့တာပါပိုပြီးစိတ်ဝင်စားကြကောက်တာကထရန့်ဟာဆော်ဒီအင်ရှေမင်သားမိုဟာမက်ဘင်ဆယ်မန်နဲ့ပါတပြိုင်နက်တည်းတွေ့ဆုံခဲ့တာပါပဲဆော်ဒီပရိုလီမှာကစားနေတဲ့ရိုနယ်ဒိုရဲ့အင်ဖြူတော်ခီးစဉ်ဟာအားကစားနဲ့တနမန်ရေးကိုမိမောက်ထုတ်ပြခဲ့ပါတယ်ဘောလုံးခြေပွင့်တွေဟာကွင်းပြင်ထက်ကျော်လွန်ပြီးနိုင်ငံတကာတန်တမန်ရေးမှာပါအဓိကကစားသမားတွေဖြစ်လာတဲ့ဆိုတာကိုပြသနေပါတယ်။ဒါ့အပြင်ရိုနယ်ဒိုကဆော်ဒီကလပ်နဲ့ပူးပေါင်းထားတာကြောင့်ဒီတွေ့ဆုံမှုကကမ္ဘာဘောလုံးလောကမှာအမေရိကန်နဲ့ဆော်ဒီအာရေဗျတို့ရဲ့တိုးပေါ်လာတဲ့အရေးပါမှုကိုပါထင်ဟပ်စေခဲ့ပါတယ်။ဒီပွဲကိုရိုနယ်ဒိုရဲ့ထွန်းတောက်လာမဲ့ကမ္ဘာဖလားအတွက်မဟာဗျူဟာမြောက်နေတန်းတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်။နှစ်ချုပ်ပြောရမယ်ဆိုရင်ဒီတွေ့ဆုံမှုဟာဩဇာလွှမ်းမိုးမှုဖလှယ်ခြင်းပဲဖြစ်ပါတယ်။ထရန့်ကရိုနယ်ဒိုရဲ့ကြီးမားတဲ့ကမ္ဘာလုံးဆိုင်ရာပုံရိပ်ကနေဆွေးဆောင်မှုအငှားရရှိတော်ပြီးရိုနယ်ဒိုကတော့အားကစားကိုကျော်လွန်ပြီးနိုင်ငံရေးလောကမှာပါထင်ရှားလာမှုကိုရရှိခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးကတော့လူမြင်ကွင်းမှာသူတို့ရဲ့ပုံရိပ်တွေရှိနေခြင်းဟာအကောင်းဆုံးငွေကြေးဖြစ်တယ်ဆိုတာကိုကောင်းကောင်းနားလည်ထားကြတာပဲဖြစ်ပါတယ်။ဒီလိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့တွေ့ဆုံမှုပေါ်အသင်းရဲ့ထင်မြင်ချက်ကရောဘယ်လိုရှိပါသလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာ။